မင်္ဂလာပါ Greenland Solar မှာပြန်လဲကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်တို့ဒီနေ့ရပေါ့နော်မန္တလေးတောင်ချီမှာရှိတဲ့မန်းတောင်ချီဘိုးဘွားရိပ်တာအတွက် water permit site လေးဆင်ပေးဖြစ်တာပေါ့နော်အဲ့ဒါလေးမှတ်တမ်းလေးကို sharing လုပ်ပေးမှာပါကျွန်တော်တို့ဒီမန်းတောင်ချီဘိုးဘွားရိပ်တာမှာဆိုရင်ပေါ့နော်ရေတွန်းအကျယ်က4လက်မခွဲရှိပါတယ်အနက်ကတော့ပေ300ကျော်လောက်ရှိမှာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပန်းကပေါ့ပန်းကကျွန်တော်တို့ဒီရေတွန်းထဲကိုပေ200လောက်မှတော့ချမှာဖြစ်ပါတယ်ပန်းကတော့ကျွန်တော်တို့ပုံမှန်မြင်ရတဲ့အတိုင်းပေါ့နော်လူတရက်ကျော်လောက်ရှိတဲ့9កောင်ခွဲစမားစီပဲပန်းကိုချမှာပါပန်းကရေထွက်က2လက်မနဲ့ထုတ်ယူမှာပါကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော်တုံထားတာကတော့ဂျင်ကို950ဝက်ပေါ့နော်950ဝက်14ချက်တုံထားပါတယ်အဲ950ဝက်14ချက်ကနေရတဲ့ DC power ကိုကျွန်တော် controller နဲ့ပေါ့နော် controller နဲ့ AC 3 phase 380ဖို့ပြောင်းပြီးကြ0နဲ့ပန်းကိုမောင်းနေတာဖြစ်ပါတယ်အခုဆိုရင်ရေထွက်ပါပြီရေထွက်တဲ့အားပေါ့နော်တနာရီကလည်း2200ခန့်ရှိပါတယ်ကျွန်တော်တို့ Greenland Solar Group အနေနဲ့ဒီ site မှာကတော့လောအားဌာနပေါ့နော်လောအားဌာနservice charge ပေါ့နော်အခါကျင်းဝင်မြူဝင်နဲ့လောအားဌာနကိုကုသိုလ်အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်ခင်ဗျာအဆုံးထိ JB ရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်